ဆက်စုမပူအောင်မှာဈေးဝင်ရောင်းရင်းနဲ့ထသွားတဲ့ခရလေးကြောင်ပြောပြမယ်နော်စပြီးတော့မှဘလို့ရောင်းပြခဲ့လဲဆိုတော့ဆက်စုရတော့ကိုရီးယားကြိုက်တာပေါ့နော်သူပြောတဲ့ဟာတွေဆိုတော့နားထောင်ပြီးတော့မှကွန်မန့်နေတဲ့ဆိုရင်လည်းဝင်ဖတ်ဝင်ဆက်စုတော့ကြလေအဲ့တော့ဆိုဈေးတွေဆိုအများကြီးမရှိသေးဘူးမှတ်မှတ်ရရဆိုလို့ရှိရင်ကောလင်းသူရေခဲမုံနဲ့ရှိတယ်သူကလေအနှွေဆိုတော့ရေခဲမုံလေးစားပြီးအားပေးပါအောင်နဲ့အမြဲမှန်းတော့ကြလေကိုလည်းအဲ့မှာသူ့ပုံသူ့ရဲ့ idea လေးပေါ့နော်အဲသူလည်းနှွေးစားရေခဲမုံလေးရောင်းတယ်ကိုဆိုလို့ရှိရင်နှွေးစားစပန်လေးရောင်းတယ်ပေါ့နော်စပန်လေးဝတ်ပြီးတော့မှရေခဲမုံစားပြီးအားပေးပါအောင်ဆိုပြီးကိုကစပြီးတော့မှဝင်ပြီးတော့မှစပန်သေးလေးနေရာယူစပန်သေးလေးနေရာယူနဲ့အဲ့တော့ဆိုလို့ရှိရင်စပန်တယ်ဆိုမှတ်မှတ်ရဆိုရင်ဘယ်သူမှအောင်သိမရှိသေးဘူးချင်းမောင်းရှိမယ်ရေခဲမုံရှိမယ်စပန်တယ်ကိုစရတယ်ပေါ့နော်ဝင်တဲ့ချိန်မှာလည်းသူကအဲဆက်စုမပူနိုင်ရပေါ့နော်သူကလုံးဝကိုရီဝယ်ကတ်လုပ်တယ်နော်ကွန်မန့်နေဆိုရင်လည်းသူ reply လုပ်ပေးတယ်လာဆိုင်ကကပေးစရာမလိုဘူးသူ့အောင်မှာလာပြီးကြော်ညာလို့ရတယ်ဆိုပြီးတော့မှအမြဲတမ်းပြောပေးတယ်နှွေးစာလေးလှလိုက်တာအလုပ်လေးလည်းကွန်မန့်လေးနဲ့မတ်ပေးပြီးတော့မှသူကကိုလက်တွဲခေါ်ပေးခဲ့တယ်ပေါ့နော်ကျေးဇူးတင်တယ်နောက်ပိုင်းမှာသာရမ်းများသွားလို့သူ reply နေမပြန်ပေးနိုင်တော့တာပေါ့နော်မပြန်ပေးနိုင်တော့တာအဲ့လိုသူ့ရဲ့အောက်ကနေပြီးတော့မှသူ့ရဲ့ comment တွေနဲ့ screenshot နဲ့လာဝယ်တဲ့သူတွေလည်းရှိခဲ့တယ်ပေါ့နော်ဟိုလည်းကျေးဇူးတင်မယ်နဲ့ပြောတွေးမိပြီးတော့မှမနော်ကိုကမအားတော့မပြောဖြစ်ဘူးเนาะအဲကြတော့အခုဘာ grab ဖြစ်သွားလဲဆိုတော့ကြာလေကိုကလည်းခိုက်ကြလို့ပဲ comment တွေကမန်းပြစ်လိုက်တော့ကြာလေဟိုတနေ့ကကြာမယငယ် post ပေါ့နော်သူရဲ့မယငယ် post နာမည်ကြီးမင်းသမီးတယောက်ရဲ့ညီမရဲ့မယငယ် post အောက်မှာpost ပြောထားတဲ့ post အောက်မှာပေါ့ကိုကဝင်မန်းလိုက်မိတာအဲ့မှာ model မျက်နှာပုံပါသွားတယ် model မျက်နှာကိုဟာပေါ့နော်မော်ဒယ်ကဒါမရင်ငယ်မပုံလားဖာညာနဲ့အဲ့လိုရက်တွေဖြစ်ကုန်လို့ကြာကိုကကြာတိုင်းကိုရဲ့ဒိုင်မောင်အားနာရတာပေါ့နော်အဲ့လိုမျိုးအားနာရတယ်အများကြီးလဲတောင်းပန်တယ်ဒီကနေလဲတောင်းပန်တယ်နောက်ဆိုလို့ရှိရင်သတိထားပါမယ်အဲ့လိုမျိုးကိုကဈေးအောင်ကျင်စောတွေကြီးပဲအားမကြည့်တော့ပါဘူးเนาะကျေးဇူးကဲအများကြီးလဲတောင်းပန်ပါတယ်เนาะအဲ့လိုမျိုးเนาะမန်နဲ့နေရာယူဆက်စုမပူကတော့နေရာယူနဲ့ပြောပေမဲ့မှားပြီးတော့နေရာမျိုးကြစေနေတော့မင်းလိုမျိုးမှားပြီးတော့မှနေရာယူမိပြီးတော့မှအဲ့လိုမျိုးထင်လွဲစရာတွေဖြစ်မယ်ပေါ့နော်အဲ့ဒါလေးကိုအားလုံးသိထားရအောင်လားပြောပြပေးတာ